တငယ်ချင်းတွေလည်းတညိုကိုထိုးတပတ်တစ်ခါတွေ့ဖို့ညာဆိုဖုန်းထိုးအလောက်ချိန်နေမတူတဲ့တို့ဘွားကဆိုရွှေထိုင်ရှာတဲ့ချိန်ကိုခိုးပြီးတော့လာကိုရဲ့ဆိုအင်ကိုစိတ်ပူတယ်ဝေပေါ်ပြီးတိုင်းအိတ်ကပြပြီးတယ်အမေရဲ့ပြုံးပါဘာစင်ပြေတယ်ဒီနေ့တော့အင်ကိုပြန်လာမယ်မေးချက်တဲ့ထမင်းတူဆောင်မယ်ရွာလန်းတယ်ဟော်ရာနဲ့ပြန်ရှောင်းမယ်